ဒီနေ့တထားကစာရေးဆရာမထက်ရည်ရဲ့အမျိုးသမီးတယောက်ရဲ့ပုံရိပ်ဆိုတဲ့စာအုပ်ကလေးကိုအပိုင်း9အနေနဲ့ဆက်ပြီးဖတ်ပြပေးသွားပါမယ်ရှင်။ Education ပညာရေးဆိုတာအချက်လက်တွေကိုသင်ယူတာမဟုတ်ပါဘူး။စဉ်းစားတွေးခေါ်တတ်အောင်လေ့ကျင့်ပေးတာပါ။ကျမကပညာရေးအပေါ်မှာသိယုံကြည်ပါတယ်။အမျိုးသမီးတယောက်ဒီပညာတတ်မှစဉ်းစားတွေးခေါ်နိုင်မယ်။အမှားအမှန်ကိုခွဲခြားနိုင်မယ်။ကိုတာဝန်ယူနိုင်မယ်လို့ခံယူထားသူဖြစ်ပါတယ်။ကျောင်းကောင်းတွေတက်ဘွဲ့ရယူနိုင်တဲ့အခွင့်အရေးရှိရင်လည်းကောင်းပါတယ်။ဘဝအခြေအနေအရမလုံနိုင်ရင်လည်းစိတ်ပြည့်စရာမရှိပါဘူး။ဒီနေ့ခေတ်မှာပညာသင်ယူလို့ရတဲ့ပုံစံအချိန်နည်းစနစ်တွေအမျိုးမျိုးရွေးချယ်စရာရှိလာပါတယ်။ပညာသင်ယူတဲ့အခါဘယ်ကသင်ယူသည်ဖြစ်စေအရေးအကြီးဆုံးက mindset လို့ခေါ်တဲ့အတွေ့အခေါ်ပါ။ကျမငယ်ကလေးကပညာရေးကိုအားပေးတဲ့မိဘနဲ့ကြုံရလို့ကံကောင်းခဲ့ပါတယ်။မပူမပင်ပညာသင်နိုင်ခဲ့တဲ့အပြင်ကျောင်းမှာပထမဒုတိယတတိယရဖို့ကကျမအတွက်တအားလွယ်နေခဲ့ပါတယ်။အဲ့ဒီတော့ပညာရေးကိုဒီလောက်ကြီးတမိုးမထားခဲ့မိပါဘူး။10တန်းဆိုလည်းဖြစ်တယ်လို့ပဲစာတော်သိမ့်မလုပ်ခဲ့ဘူး။ကိုအထင်ကြီးလွန်သွားသလားဘာဖြစ်ချင်မှန်းတေချာမသိခဲ့တာကြောင့်လားမသိ10တန်းအောင်တော့မှဘာလို့ရမှန်းမသိဖြစ်ရပါတယ်။စေကြောင်အမှတ်မိဖို့သုံးမှတ်လိုတာဆိုတော့မိဘတွေရဲ့တိုက်တွန်းချက်အရစေဝါတက္ကသိုလ်ကိုတက်ခဲ့ရပါတယ်။ပြီးမှဒါကိုဝါသနာမပါမှန်းသိရတာပါ။လုံးဝကိုစာမလုပ်တော့တာ4နှစ်လုံးပါပဲ။စာမေးပွဲတောင်ကြဘူးပါတယ်။ကျမကစိတ်ကူးညံကွန်မြူရတာပု္ပ္ပစာတွေတက်ရတာအစ်စ်တွေလေ့လာရတာဝါသနာပါပါတယ်။ကြက်ရတာမှန်သမျှလုံးဝကိုစိတ်မဝင်စားတာပါ။ဆီယမတွေကောင်းလွန်ဆွဲခေါ်လွန်လို့သာပွဲရခဲ့တာဘွဲကိုအဖြစ်ရအောင်ယူပြီးလုံးဝလှည့်မကြည့်တာဒီနေ့ထိပါပဲပညာရေးဆိုတာကိုလည်းစိတ်နာသွားတာဘာသင်တန်းမှကိုမတက်ဘာလေ့လာမှုမှကိုမလုပ်တော့တာ MBA တက်တဲ့အထိပါပဲ MBA တက်တော့မှစီးပွားရေးပညာကကိုဝါသနာပါတဲ့ဘာသာရပ်မှန်းသိပြီးလေ့လာမှုတွေစက်တိုက်ပြန်လုပ်ဖြစ်ခဲ့ပါတယ်ခုခေတ်မှာဂိမ်းဆော့ပြီး streaming လုပ်ပြီးဝင်ငွေရှာနေတဲ့အမျိုးသမီးကလေးတွေအများကြီးရှိပါတယ်တကယ်လဲ follower တွေတန်းချီပြီးနာမည်ကြီးအောင်မြင်နေကြတာပါကိုတင်ယူခဲ့တဲ့ဘာသာရပ်နဲ့စန့်ကျင်တဲ့အလုပ်တွေကိုလုပ်နေရသူတွေလည်းအများကြီးပဲရှိပါတယ်အဲ့ဒီလိုဆိုတော့ဒီခေတ်ကြီးမှာပညာကိုစုံကန်းတိုင်အောင်သင်လဲအလကားပါပဲဆိုတဲ့အတွေ့အခေါ်အယူအဆတွေရှိလာပါတယ်ဒီနေရာမှာ game streaming လုပ်သူတွေကိုမှားတယ်လို့ဆိုလိုတာမဟုတ်ပါဘူးအလုပ်ကိုတေချာလေ့လာစနစ်တကျလုပ်ပြီးအမြဲတိုးတက်အောင်ကြိုးစားနေတဲ့ professional gamer တွေမြင်မှုပါတယ်တကယ်ကိုစီးပွားရေးတစ်ခုအနေနဲ့အောင်မြင်လုပ်တာပါကျမဆိုလိုတာကကိုတင်ယူနေတဲ့ဘာသာရပ်ကအလကားပါတုံးချရမှာလည်းမဟုတ်ပါဘူးဒီတော့တေချာတင်ယူစရာမလိုဘူးလို့မြင်တဲ့သူတွေကိုဆိုလိုပါတယ်ကျမအမြင်ကတော့အကြောင်းတက်နေရင်ငွေရှာခြင်းရင်လည်းရှာပါပညာကိုလည်းတက်နိုင်တဲ့လောက်ဘွဲရတဲ့အထီတော့တက်စေချင်ပါတယ်ခုခေတ်မှာအချိန်ပြည့်မတက်နိုင်ရင်တော့ online ကနေတက်လို့ရတဲ့အကြောင်းတွေအချိန်ပိုင်းတက်လို့ရတဲ့တက္ကသိုလ်တွေရေးချယ်စရာများလွန်းလာတဲ့ဒီနေ့ခေတ်မှာဘွဲလေးတစ်ခုတောင်မရဘူးဆိုရင်အဆင်မပြေပါဘူးဒီလိုပြောလို့ဘွဲမရရင်မအောင်မြင်တော့ဘူးလားမချမ်းသာတော့ဘူးလားဆိုမဟုတ်ပါဘူးမိဘချမ်းသာလို့အရင်အနည်းထုတ်ပေးနိုင်တဲ့သူမျိုးကလွှဲရင်လိုရာထက်ပိုပြီးတော့စူးစမ်းရုံကန်ရပြီးကိုတော်ကြောင်းတက်ကြောင်းကိုလူတွေအများကြီးကိုတတိပြရမှာပြင်မှန်ပါတယ်နောက်တစ်ခုကပညာသင်တဲ့အချိန်မှာကိုရွေးချယ်ထားတဲ့ဘာသာရပ်ကိုသင်ယူရုံမကအဲ့ဒီနယ်ပယ်မှာရလာမဲ့အပေါင်းအသင်းအဆက်အသွယ်တွေကလည်းကိုယ့်တစ်လုံးအတွက်အကျိုးရှိတယ်လို့လမ်းကြောင်းပြောင်းကျင်တာအလုပ်ပြောင်းကျင်တာမျိုးရှိရင်တော့အကူအညီဖြစ်လာနိုင်ပါတယ်ကျမဆိုလဲကြောင်းတက်ခဲ့တဲ့4နှစ်လုံးမှာတေချာလိုက်မလုပ်ခဲ့တယ်လို့မိတ်ဆွေအပေါင်းအသင်းလည်းမရခဲ့ပါဘူးကိုယုံကြည်မှုမရှိတော့ကြောင်းကပ်နေခြင်းနဲ့စိတ်ကြောင်လည်းပါပါတယ်အကယ်၍သာကျမအနေနဲ့ဆရာမတွေစီကတည်တည်ချာချာလိလာတင်ယူခဲ့မယ်ကောင်းမွန်စွာဆက်ဆံရေးတိဆောက်ခဲ့မယ်ဆိုရင်ကိုပိုင်အလုပ်လုပ်တဲ့အချိန်မှာခုထပ်ပို့ပြီးအဆင်ပြေစေမယ်လို့ထင်မိပါတယ်ဒီနေ့ခေတ်မှာတင်ယူလေ့လာမှုပုံစံတွေအများကြီးရှိနေတာကအတားချက်တစ်ခုဖြစ်ပါတယ်အမျိုးသမီးတွေအနေနဲ့အရင်ကလိုကြောင်းတက်ဖို့အချိန်မပေးနိုင်လို့အသိပညာဗဟုသုတမရတော့ဘူးရဲ့လို့မရှိတော့ပါဘူးကိုနဲ့ကိုက်ညီတဲ့သင်ကြားမှုပုံစံကိုရွေးချယ်နိုင်ပါတယ်formal education ကျောင်းတွေသင်ကြားရေးအဖွဲ့အစည်းတွေကနေတိကျတဲ့စနစ်တွေနဲ့သင်ပေးတာကို formal education လို့ခေါ်ပါတယ်ကျမတို့တစ်သက်လုံးရင်းနှီးလာခဲ့တဲ့သင်ကြားမှုစနစ်ပုံစံတွေဖြစ်ပါတယ်သင်ယူတက်မြောက်ပြီးတဲ့အခါဘွဲ့Diploma Certificate တွေရရှိပါတယ်
informal education လုပ်ငန်းခွင်ဝင်တဲ့အခါသင်ယူရတာတွေမိသားစုနဲ့ပတ်ဝန်းကျင်ကသင်ကြားပေးတာတွေကို informal education လို့ခေါ်ပါတယ်။ကလေးလေးကိုသွားတိုက်တင်ပေးတာမိသားစုတစ်ဆက်နဲ့တစ်ဆက်လက်ဆင့်ကမ်းတာအထက်လူကြီးကမန်ထားလုပ်ပေးတာတွေပါဝင်ပါတယ်။စနစ်တကျပြင်ဆင်ထားတဲ့သင်ကြားမှုတွေမဟုတ်ပဲအတွေ့အကြုံနဲ့ရှင်ပြီးသင်ကြားပေးသွားတာတွေဖြစ်ပါတယ်။ non formal education ကျောင်းမှာသင်ယူရတဲ့အရာတွေမဟုတ်ပဲကျောင်းသင်ခန်းစာပြင်ပသင်ယူမှုတွေကို non formal education လို့ခေါ်ပါတယ်။အဖွဲ့အစည်းတွေကနေသင်ပေးတာသက်ဆိုင်ရာအဖွဲ့အလိုက်သင်ယူမှုလုပ်တာတွေပါဝင်ပါတယ်။ဒီနေ့ခေတ်မှာ online ကလေ့လာမှုတွေလုပ်ကြတာလည်းဒီပုံစံပါပဲ။ဘလို့သင်ယူမှုပုံစံနဲ့သင်ကြားနေသည်ဖြစ်စေအရေးကြီးတာကဖွင့်ထားတဲ့စိတ်နှလုံးရှိဖို့ပါပဲ။ငါတီးပြီးသားတက်ပြီးသားပါလို့တွေးရင်တော့ဘယ်သူကလာသင်ပေးသည်ဖြစ်စေတိုးတက်မှာမဟုတ်ပါဘူး။ကိုယ်တိုင်သင်ယူခြင်း self learningအရွယ်တစ်ခုရောက်တဲ့အခါကျမတို့ဟာကိုယ်တိုင်သင်ယူတတ်ဖို့လိုအပ်လာပါတယ်။သူများလာသင်ပေးတာအစဉ်သင်စီစဉ်ပေးတာတွေကိုသင်ယူတတ်မယ်။ကိုယ်တိုင်အသိပညာဗဟုသုတကိုမရှာဖွေတတ်ဘူး။ဘယ်မှာရှာရမှန်းမသိဘူးဆိုရင်အဆင်မပြေပါဘူး။ဒီနေ့ခေတ်မှာအင်တာနက်ရဲ့တကူကြောင့်ဘယ်နေရာဘယ်အချိန်မှမဆိုသင်ယူလေ့လာစရာတွေကမကုန်မခန်းနိုင်အောင်ပါပဲ။ website YouTube blog တွေကနေလေ့လာလို့ရတယ်။ကိုယ့်အတွက်ကန့်ညီတဲ့အရာကိုစစ်စစ်ရွေးချယ်လို့ရတယ်။ထပ်မူဝန်ကြောင့်ပညာရက်တွေကအစချိန်ပိုင်းသင်ယူလို့ရနေပါပြီ။ပြောင်းလဲမှုတွေကအမြန်ဆန်လာတဲ့ဒီနေ့ခေတ်မှာနောက်ကျမကြံခဲ့ဖို့ဆိုရင်ကိုဖာသာလေ့လာသင်ယူတဲ့ self learning အလေးအထားရှိနေဖို့လိုပါတယ်။သင်ယူမှုကိုအလေးအကျင့်တစ်ခုအနေနဲ့အမြဲလုပ်နေသူကအုံနှောက်ကိုလေ့ကျင့်ပေးနေတာနဲ့အတူပါတယ်။အသစ်တွေကိုလေ့လာတိုင်းမှာအုံနှောက်ထဲမှာအသက်အသစ်တွေဖြစ်လာပါတယ်။အုံနှောက်ကတည်နေကြအရာတွေမဟုတ်ဘဲစိန်ခေါ်မှုလုပ်လိုက်တယ်လို့ဖြစ်တာကြောင့်ပိုပြီးတတ်မှလာပါတယ်။လေ့ကျင့်ခန်းလုပ်တယ်လို့ပါပဲအမြဲလေ့ကျင့်ခန်းလုပ်နေရင်ကြွက်သားတွေတတ်မှနေတယ်လို့ပဲအုံနှောက်ကစိန်ခေါ်မှုတွေနဲ့အမြဲတွေ့နေရတဲ့အခါပိုပြီးတတ်မှလာပါတယ်ပညာရက်တွေကိုအချိန်ရလို့ပဲဖြစ်ဖြစ်လိုအပ်လို့ပဲဖြစ်ဖြစ်လေ့လာရမှာတတိထားတဲ့နာကတော့သူများတွေလုံနေလို့ခေတ်စားနေလို့ဆိုပြီးပေါ်ပင်သင်ယူမိမှာကိုပါပဲဘယ်ပညာမဆိုသင်ထားရင်အကျိုးမရောက်ဘူးတစ်ချိန်ပြန်အသုံးချနိုင်မယ်ဆိုတာမှန်ပါတယ်ဒါပေမဲ့လောလောဆယ်တော့ပေးလိုက်ရတဲ့အချိန်အတွက် opportunity cost ဆိုတာရှိသွားပါပြီ။တစ်ခုကိုသင်ယူနေလို့နောက်တစ်ခုကိုလက်လွတ်လိုက်ရတာကိုဆိုလိုတာဖြစ်ပါတယ်။လူတစ်ယောက်ရဲ့ဘဝကိုချိန်တွေနဲ့တိဆောက်ထားတာမို့ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်ကိုပေးဖို့အတွက်ဒီအရာဒီထိုက်တန်ရဲ့လားဆိုတာဆန်းစစ်သင့်ပါတယ်။ကိုယ်နဲ့ကိုက်ညီရဲ့သင်ယူမှုပုံစံကိုလည်းသိထားသေးကြပါတယ်။တစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။တချို့က visual အမြင်နဲ့သင်ယူပါတယ်။မျက်စိအမြင်နဲ့ကြည့်ရင်ပိုမှတ်မိပါတယ်။တချို့ကအကြအဖြင့်သင်ယူပါတယ် listening and speaking စာဖတ်တာသူများကိုပြန်ရှင်းပြတာဆိုရင်ပုံမှတ်မိပါတယ်တချို့ကကိုယ်တိုင်လက်တွေ့လှုပ်ဆောင်ပြီးမှမှတ်မိပါတယ်တချို့က reading writing ပြန်ရေးရင်အတန်ထွက်ဖတ်ရင်ပုံမှတ်မိပါတယ်ကိုယ်နဲ့ကိုက်ညီတဲ့သင်ယူမှုပုံစံနဲ့သင်ယူမယ်ဆိုရင်မြန်မြန်မှတ်မိမှာပါမြန်မြန်သင်ယူနိုင်ဖို့သင်ယူမှုမြန်ဆန်အောင်လေ့ကျင့်လို့ရပါတယ်။ပညာရက်တွေကိုမြန်မြန်ဆန်ဆန်သင်ယူအသုံးချနိုင်ဖို့ဆိုရင် focus လုပ်ဖို့လိုပါတယ်။အုံနှောက်ကိုအာရုံစူးစိုက်တတ်ဖို့လေ့ကျင့်ပေးရပါမယ်။အုံနှောက်ကိုအလေ့ကျင့်လုပ်ပေးတဲ့ဂိမ်းတွေကိုဖုန်းထဲမှာဖြစ်ဖြစ် download လုပ်ထားပြီးနေ့တိုင်းစော့ပေးရင်ပိုပြီးအာရုံစူးစိုက်မှုလည်းကောင်းလာမယ်။သင်ယူလေ့လာမှုတွေလည်းမြန်ဆန်လာမှာပါ။သင်ယူလေ့လာတဲ့အချိန်မှာတီပီတာလေ့လာပြီးသားအရာကိုအရင်ဖတ်တာကလည်းအုံနှောက်ကိုပိုပြီးထက်သန်တက်ကြွမှုရှိစေတယ်လို့ဆိုပါတယ်။ကြက်ပြီးသားစာကိုအရင်ပြန်ဖတ်တယ်လို့ပါပဲ။တီပီတက်ပြီးသားကိုခဏလေးနှိုးဆွလိုက်တဲ့အတွက်အုံနှောက်ကအဆင်သင့်ဖြစ်လာတဲ့အချိန်မှာအသစ်တွေကိုသင်ယူရင်ပုံမြန်တယ်လို့လည်းဖတ်ဖူးပါတယ်။အေးဝဝအချင်းအာဟာရမြတ်တအောင်စားခြင်းရေတောက်ခြင်းတရားထိုင်ခြင်းတွေကလည်းသင်ယူလေ့လာမှုကိုအထောက်အပံ့ပေးပါတယ်။သင်ယူနေတဲ့အချိန်မှာမှတ်စုရေးတာတက်ကြွစွာသင်ယူတာဖုန်းနဲ့ social media တွေကိုမသုံးတာကိုယ့်ရဲ့တက်မြောက်မှုအတွက်တာဝန်ယူလို့စိတ်ရှိတာတွေကလည်းမိမိကိုမြန်ဆန်စွာတိုးတက်စေနိုင်ပါလိမ့်မယ်။ online ပေါ်ကသင်ယူခြင်း online learning ဒီနေ့ခေတ်မှာခေတ်စားလာတဲ့သင်ယူမှုပုံစံတစ်မျိုးကတော့ online ပေါ်ကသင်ယူခြင်းမှာအင်တာနက်ရှိတဲ့နေရာတိုင်းမှာအချိန်မရွေးသင်ယူနိုင်တာကြောင့်ခေတ်စားလာတဲ့သင်ယူမှုပုံစံဖြစ်တယ်လို့အိမ်မှာနေရတဲ့မိခင်တွေအလုပ်လုပ်နေရသူတွေအတွက်လည်းအဆင်ပြေတဲ့သင်ယူမှုပုံစံဖြစ်ပါတယ်။ဈေးစကလည်းပိုပြီးသက်သာတဲ့သင်ယူမှုပုံစံဖြစ်ပါတယ်။ online ကနေသင်ယူကြမယ်ဆိုရင်ဘယ်မြို့ဘယ်နေမှာပဲရောက်နေနေသင်ယူတိုးတက်လို့တဲ့ soft skill hard skill တွေကိုသင်ယူဖို့ကလွယ်ကူသွားပါပြီ။မြန်မာနိုင်ငံမှာတော့လောလောဆယ် Facebook လို social media platform တွေကနေ learning group တွေဖွဲ့ပြီးသင်ယူတာ website တွေကနေသင်ယူတာမျိုးတွေရှိနေပါပြီ။ ပ
ညာဒါနသင်တန်းတွေလည်းအများကြီးရှိတာကြောင့်မအားလို့ငွေကြေးမတက်နိုင်လို့ချိန်မရှိလို့ကိုတိုးတက်အောင်မလုပ်နိုင်သေးဘူးဆိုတဲ့အကြောင်းပြချက်တော်တော်များများကိုကြော်လွှားနိုင်ပါလိမ့်မယ်။ဘာသာစကားလည်းအထိုက်လျောက်နားလည်မယ်ဆိုရင်ရေးတက်သူဟာဘတ်တက်သူစတဲ့ကဘာကျော်တက်သူကြီးတွေကပညာရက်တွေကိုတောင်အခမဲ့သို့မဟုတ်ငွေကြေးတက်တာနဲ့သင်ယူလို့ရနေပါပြီ။ online ပညာရေးရဲ့ကောင်းကျိုးတွေကတော့အများကြီးပါပဲ။ online ပညာရေးကိုသင်ယူမယ်ဆိုရင်သင်ယူမဲ့သူဘက်ကလှုပ်ဆောင်ရမယ့်အချက်တွေလည်းရှိပါတယ်။အရေးကြီးတာကတော့တည်တည်ချာချာစူးစမ်းလေ့လာတာပါ။ဒီသင်တန်းဟာကိုယ့်အတွက်တကယ်လိုအပ်မလိုအပ်ဆန်းစစ်ကြည့်ပြီးမှတက်စေချင်ပါတယ်။နောက်တစ်ခုကနည်းပညာကျွမ်းကျင်မှုပါ။ဖုန်း၊ကွန်ပျူတာ၊တက်ဘလက်တွေကနေသင်ယူကြရတာမို့မကျွမ်းကျင်သေးတဲ့အချိန်မှာနည်းငယ်စိတ်ရှုပ်ရနိုင်ပါတယ်။ဒါပေမဲ့လည်းအမျိုးသမီးတစ်ယောက်အနေနဲ့လျှက်စစ်ပစ္စည်းဆိုတာကိုယ်နဲ့မဆိုင်ဘူး။ဖုန်းဆိုတာဖုန်းပြောဖို့နဲ့ message ပို့ဖို့ဆိုတဲ့ခေတ်ကုန်သွားပါပြီ။အင်တာနက်ရဲ့တကူနဲ့ကဘာကြည့်နိုင်တဲ့အချိန်မှာ online သင်တန်း log in ဝင်မှုကိုရက်ကြားကိုစောင့်နေရတယ်ဘယ်လိုသုံးရမှန်းမသိဘူးဆိုရင်တော့တော်တော်လေးနောက်ကျကြံခဲ့ပါလိမ့်မယ်။သားသမီးတွေရှိရင်လားသားသမီးတွေလှည့်ရခံရဖို့များပါတယ်။ဒါကြောင့်နည်းနည်းအချိန်ပေးပြီးကျွမ်းကျင်မှုရှိအောင်လေ့ကျင့်စေချင်ပါတယ်။နောက်ဆုံးအရေးကြီးတဲ့လိုအပ်ချက်မရှိမဖြစ်လို့တောင်ပြောလို့ရတဲ့အရာကတော့ commitment လို့ခေါ်တဲ့ခိုင်မာတဲ့ကတိနဲ့တန်ဋိဌာန်ပဲဖြစ်ပါတယ်။ကိုးစားတဲ့အရာကိုကိုယ်တိုင်ပြီးဆုံးအောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့တက်မြောက်တဲ့အထိသင်ယူဖို့လိုပါတယ်။စဉ်ဆက်မပြတ်သင်ယူခြင်း continuous learning ဘာတွေကိုပဲသင်ယူတက်မြောက်ခဲ့သည်ဖြစ်စေဘလို့ပဲအောင်မြင်နေသည်ဖြစ်စေသင်ယူလေ့လာမှုကိုရပ်ပစ်လို့တော့မရပါဘူး။ပြောင်းလဲမှုမြန်ဆန်လွန်ပြီးတိုးတက်နေတဲ့ခေတ်ကြီးမှာအတွေးခေါ်တွေကလည်းပြောင်းလဲနေပါတယ်။ကိုယ့်ရဲ့ရည်ရှိရည်မှန်းချက်တွေနဲ့ကန့်ညီတဲ့သင်ယူမှုတွေကိုမပြတ်လှုပ်ဆောင်နေရမှာဖြစ်ပါတယ်။အောင်မြင်သူတွေပညာရှင်တွေလောကအကျိုးဆောင်သူတွေစွမ်းဆောင်ရည်မြင့်မာတဲ့သူတွေစိတ်နှလုံးကောင်းရှိသူတွေရဲ့စကားကိုနားထောင်ခြင်းသူတို့ရဲ့အစာအုပ်တွေဖတ်ခြင်းကလည်းကိုယ့်အတွက်အများကြီးအကျိုးရှိတဲ့သင်ယူမှုပုံစံတွေဖြစ်ပါတယ်။အမြဲလေ့လာနေခြင်းကျွမ်းကျင်မှုတွေကိုမြင့်တင်နေခြင်းအပြင်ကိုယ်ရည်ကိုယ်သွေးကိုမြင့်တက်စေတဲ့အပြင်လုပ်ငန်းခွင်မှာရောလူမှုဆက်ဆံရေးမှာပါအကျိုးကျေးဇူးများမှာပဲဖြစ်ပါတယ်။ပြန်လည်အသုံးချခြင်းသင်ယူလေ့လာမှုတွေပြီးတဲ့အခါကိုမေးတဲ့မေးခွန်းတစ်ခုကသင်ယူလေ့လာခဲ့တဲ့အရာတွေကိုအကျိုးရှိအသုံးချပြရဲ့လားဆိုတာပါအကျိုးရှိအသုံးမချပြဘူးကိုယ့်ရဲ့မိသားစုလုပ်ငန်းခွင်လူမှုဆက်ဆံရေးခေါင်းဆောင်မှုတစ်ခုမှတိုးတက်မလာဘူးအသုံးမချရသေးဘူးဆိုရင်ကျမတို့အချိန်ကုန်သွားတာသာရှိပြီးတိုးတက်မှုရှိမှာမဟုတ်ပါဘူးများသောအားဖြင့်သင်ယူခဲ့ကြတာတွေကအတူတူပါပဲဘယ်လောက်ပြန်အသုံးချနိုင်လဲဆိုတဲ့အပေါ်မှာမူတည်ပြီးတိုးတက်မှုကကွာခြားသွားတတ်ပါတယ်။သင်ယူလေ့လာနေတဲ့အချိန်မှာလည်းကိုတိပိသားကိုတက်ပိသားဆိုတာမျိုးမဟုတ်ပဲစိတ်နှလုံးကိုဖွင့်ထားပြီးလေ့လာဖို့လိုအပ်ပါတယ်။သင်ယူနေတော့မှကိုတကယ်လိုချင်တာနဲ့ကိုယ့်ရဲ့လက်ရှိအခြေအနေနဲ့ချိတ်ဆက်နိုင်သလားဆိုတာကလည်းစဉ်းစားရမယ့်အချက်တစ်ခုပါပဲ။သင်ယူလေ့လာခဲ့တာတွေကိုကိုယ့်အဖွဲ့အစည်းကိုယ့်ဘဝနဲ့ကန့်ညီအောင်ပြန်အသုံးချတတ်တဲ့ fan တီးနိုင်စွမ်း creativity လိုအပ်ပါတယ်။ပြန်အသုံးချရဲ့အနည်းဆုံးတော့စမ်းသပ်လှုပ်ဆောင်ရတဲ့တက်တီလည်းလိုပါတယ်။ရေရှည်ကိုမျှော်မြင်တွေးခေါ်တတ်တဲ့တွေးခေါ်နိုင်တဲ့အရေးအချင်းနဲ့အလေးအထားရှိဖို့လည်းလိုအပ်ပါတယ်။ဒါပေမဲ့လည်းဘွဲတွေရမှဗာတင်တန်းညာတင်တန်းတွေတက်ထားမှအထင်ကြီးရဆိုတဲ့ပတ်ဝန်းကျင်မျိုးနဲ့အလုပ်လုပ်ရတယ်ဆိုရင်တော့လက်လျောညီထွေဖြစ်အောင်လုပ်ရတာမျိုးလည်းရှိပါလိမ့်မယ်။သင်ယူမှုတွေလုပ်နေခြင်းအပြင်မပြင်းတော့ဘူးကျွမ်းကျင်မှုတွေအသိပညာဗဟုသုတတွေအဆင့်မြင့်ပြီးသားဖြစ်နေတယ်။နယ်ပယ်အသစ်တွေမှာလူအသစ်တွေနဲ့တွေ့ကြုံရတဲ့အတွက်အတွေ့အခေါ်တွေအမြဲဆန်းသစ်နေပါလိမ့်မယ်။မန်ထားတယောက်ကိုရှာဖွေခြင်းငယ်ရွယ်တုန်းမှာကျောင်းပညာကိုအဓိကထားရတာပဲမဲ့လုပ်ငန်းခွင်ဝင်ပြီးဆိုတာနဲ့သင်ဆရာမြင်ဆရာကြားဆရာတွေအများကြီးနဲ့ဆုံတွေ့ရတာပါပဲကို့အထက်လူကြီးကောင်းရင်ကောင်းတယ်လို့သင်ပေးတဲ့သူစေတနာရှိရင်ရှိတယ်လို့တိုးတက်မှုနှုန်းကအယမ်းမြတ်ပါတယ်ကမ္ဘာနာမည်ကြီးပုဂ္ဂိုလ်တွေရဲ့စကားတွေနားထောင်ကြည့်ရင်သူတို့ရဲ့ဆရာတွေမန်ထားတွေ coach တွေကိုအထူးအဖြင့်ထည့်ပြီးပြောပြလိမ့်ရှိကြပါတယ်ဂရိတွေကပညာရှင်ကြီးဆိုကရေတီနဲ့သင်္ချာပညာရှင်ကြီးပိုက်တာဂိုရစ်ကပလေတိုကိုစတင်ပေးခဲ့ပါတယ်။ပလေတိုကအဲရစ်စတိုတယ်ရဲ့မန်တာဖြစ်ပြီးအဲရစ်စတိုတယ်ကိုယ်တိုင်ကအလက်ဆန်နာတဲ့ Great One ရဲ့မန်တာဖြစ်ပါတယ်။စီးပွားရေးလောကမှာဆိုရင်လည်းကမ္ဘာအချမ်းသာဆုံးတထေးတွေကတယောက်ဖြစ်တဲ့ Warren Buffett ရဲ့မန်တာက Fathers of Value in Investing လို့ကမ္ဘာကသိကြတဲ့သူဖြစ်ပါတယ်။ Warren Buffett ကအသက်20မှာstock trading ပညာရပ်ကိုစတင်သင်ယူခဲ့တယ်လို့ဆိုပါတယ်။ဘီဂိတ်ကိုWarren Buffettကမန်တာလုပ်ပေးခဲ့ပြီးမက်ဆူကာဘတ်ကသူ့ရဲ့မန်တာက Steve Jobs လို့ခဏသုံးနှုန်းခဲ့ပါတယ်။
ဒီလောက်ဆိုရင်ကိုဘသူနားမှနေပြီးဘသူရဲ့စကားကိုနားထောင်နေလဲဆိုတာကတိတ်အရေးကြီးရဲဆိုတာသတိထားလောက်မိလို့ထင်ပါတယ်။အောင်မြင်တဲ့လူတိုင်းမှာသူတို့ရဲ့စိတ်ကူးစိတ်တမ်းတွေအတွေးတွေဘဝအပေါ်အမြင်တွေကိုလုံးလုံးရှားရှားပြောင်းလဲသွားစေနိုင်တဲ့သူတစ်ယောက်တော့ရှိရကြပါတယ်။ဒီလိုဆိုတော့ကိုတင်ပေးမဲ့မှန်ထားကောင်းကိုမတွေ့မချင်းလိုက်ရှာရမလို့ဖြစ်နေပါတယ်။ကိုလက်ရှိမှာတင်ပေးမဲ့လူမရှိသေးလဲစိတ်တက်ကြစရာမလိုပါဘူး။ပတ်ဝန်းကျင်ကနေလေ့လာသင်ယူလို့ရပါတယ်။စာအုပ်တွေကနေလေ့လာသင်ယူလို့ရပါတယ်။အလုပ်လုပ်ရင်စူးစမ်းရင်းနဲ့လည်းမန်တာတွေ coach တွေရှာလို့ရပါတယ်။အသိဉာဏ်လေးတယောက်ရှိပါတယ်။အားကစားနည်းပြအကျင့် trainer အလုပ်ကိုလုပ်ပါတယ်။သူ့ရဲ့နည်းလမ်းတွေကတကယ်ထိရောက်တယ်လို့နိုင်ငံခြားက certificate တွေလည်းယူထားတာအများကြီးပါပဲ။ဘယ်လိုစူးစမ်းတယ်လဲလို့ကျမကမေးကြည့်တော့သူကငယ်တုန်းကပညာရေးမှာတိတ်မစူးစမ်းခဲ့လို့ဘွဲဆိုလဲအောင်ယုံလေးနဲ့ရခဲ့တယ်။အင်္ဂလိပ်လိုလည်းတစ်လုံးမှမတတ်တယ်လို့အားကစားနဲ့ပတ်သက်လို့လည်းဘာမှမတတ်ပါဘူးတဲ့အလုပ်ဆောင်ဝင်တော့အချင်းတစ်ခုမှအဲ့ကျိုးအနေနဲ့လှုပ်ဝင်ခဲ့ပါတယ်။သူကတော့တက်လက်လက်နဲ့ကြိုးစားတော့နိုင်ငံခြားသားမန်နေဂျာကသဘောကျပြီးစရင်သွင်းတဲ့နေရာကိုယာရုတိုးပေးပါတဲ့။အဲ့ဒီကနေတခြားတင်တဲ့နီးပြတွေရဲ့အခုလုပ်ပြီးသူများတွေဘလို့လုပ်တယ်ဘလို့တွေတင်ပေးတယ်ဆိုတာကိုနိုင်ပေါင်းများစွာလေ့လာပြီးအလုပ်တင်ဖြစ်လာပါတယ်။နိုင်ငံခြားသူနီးပြအမျိုးသမီးတယောက်ကလည်းချစ်လို့ဆိုပြီးခေါ်တင်ပေးပါတယ်တဲ့။အဲ့ဒီအချိန်သူနဲ့တူတူအလုပ်ဝင်သူတွေကဝိုင်းတိုက်ခတ်ကြလို့အလုပ်ထွက်လိုက်ရပါတယ်။ဒါပေမဲ့သူဒီအလုပ်ကိုသဘောကျနေတာကြောင့်သင်တန်းတွေပြန်တက်အင်္ဂလိပ်လိုတစ်လုံးမှမတတ်ပင်မဲ့မရှက်ဘူးလိုက်ပြောနေခဲ့ပါတယ်တဲ့ကျမနဲ့တွေ့တဲ့အချိန်မှာနိုင်ငံခြားချင်းတစ်ခုမှာအလွန်လူကြိုက်များတဲ့နီးပြဖြစ်နေပြီးဘန်ကောက်ကနေ trainer certificate တွေရထားပြီးပါပြီသူများအတင်းပြောလို့မျက်ရည်နဲ့မျက်ခွက်ဖြစ်ခဲ့ရပါတယ်ဆိုတဲ့ညီမလေးဟာအခုတော့သူ့လှစာနဲ့တိုက်ခန်းတွေကားတွေပိုင်းပြီးအိမ်တွေမှာလိုက်တင်ပေးတဲ့နာမည်ကြီး personal trainer အဖြစ်ကို၄နှစ်အတွင်းရောက်နေပါပြီသမီးလုပ်ခဲ့တာကတအားကြိုးစားခဲ့တာပါတင်ပေးနိုင်မဲ့လူသမျှမှန်သမျှကိုတပည့်ခံတဲ့ YouTube နဲ့ website တွေကနေလေ့လာတယ်လို့သူကပြောခဲ့ပါတယ်။ဒီနေ့ခေတ်မှာအရင်ထက်တာကနာမည်ကြီးပုဂ္ဂိုလ်တွေအောင်မြင်သူတွေရဲ့အတွေ့အခေါ်တွေကိုလက်တကမ်းမှာသင်ယူလို့ရနေပါပြီ။စာအုပ်တွေဖတ်မလား postcard တွေနားထောင်မလားဗီဒီယိုတွေကြည့်မလားအကုန်လုံးလို့ရနေတဲ့ခေတ်ကြီးမှာကိုမစူးစမ်းရင်တော့အကြံခဲ့မှာပါပဲ။ကိုကထိုင်ရမထစူးစမ်းအထောက်မှုမရှိပဲဘသူကမှကိုအလကားနေရင်လာမတင်ပေးပါဘူး။ကိုကမျက်စိဖွင့်နားဆွင့်ထားပြီးတင်ယူနေမယ်ဆိုရင်တင်ပေးခြင်းတဲ့သူဆွဲခေါ်ခြင်းတဲ့သူတွေအလိုလိုပေါ်လာပါလိမ့်မယ် Who do you listen to နေ့စဉ်တိုင်းမှာကျမတို့ဘသူကိုအချိန်ပေးနေတာလဲဆိုတာကအနာဂတ်အပေါ်အများကြီးအကျိုးသက်ရောက်မှုရှိပါတယ်။တင်ယူလေ့လာဖို့အတွက်အချိန်ပေးတာမန်တာရီထားတာကိုထက်တော်တဲ့တက်တဲ့သူတွေနဲ့ကိုဝင်းရံထားတာကကိုပိုးပြီးမြ мян ဆန်ဆန်လမ်းချောင်းပေါ်ရောက်စေတာတွေ့ရပါလိမ့်မယ်။ theory တွေကတော့အများကြီးပါပဲ။30လို့ပြောတဲ့သူလည်းရှိတယ်။ကိုထက်မြင့်တဲ့သူကိုအချိန်ရဲ့30%ပေးကိုနဲ့ဒန်းသူကိုအချိန်ရဲ့30%ပေးကိုထန်နေတဲ့သူကို30%ပေးဆိုပြီးတော့လဲအကြံပြပြောကြပါတယ်။တရသေးဆွဲကင်ဖို့မဟုတ်ပင်မဲ့ကိုရဲ့တနေ့တာမှာဘသူကိုအချိန်ပေးနေလဲဆိုတာအရေးကြီးပါတယ်။လူဆိုတာစုပေါင်းနေထိုင်တတ်တဲ့တရဝါ social animal လို့ Aristotle ကပြောခဲ့ပါတယ်။ဘေးကလူတွေရဲ့အတွေးခေါ်အယူအဆတွေအတွေးတွေဘဝကိုသုံးသက်ရှုမြင်ပုံတွေကကိုယ့်အပေါ်အကျိုးသက်ရောက်မှုအများကြီးရှိပါတယ်။ပျော်ရွှင်ခြင်းရင်တစ်ချိန်လုံးစိတ်ညစ်နေတဲ့သူနဲ့မနေပါနဲ့။အောင်မြင်ခြင်းရင်တစ်ချိန်လုံး negative အတွေးတွေနဲ့အဆိုးမြင်နေတဲ့လူတွေနဲ့မနေပါနဲ့။ကိုယ်ကလေးကိုယဉ်ကျေးစေခြင်းနဲ့ဆိုရင်ရိုင်းပြတဲ့ပတ်ဝန်းကျင်မှာမထားပါနဲ့။ social media ပေါ်ကအရာတွေကအကုန်မမှန်ပါဘူး။ဘယ်သူကိုစီဖက်လောက်ထားတယ်လဲဆိုတာအရေးကြီးပါတယ်။တငါနာနီတငါမုတ်ဆိုးနာနီမုတ်ဆိုးဆိုတဲ့စကားပုံတွေကြီးညီနောင်ပုံမြင်တွေကအလကားဖြစ်လာတာမဟုတ်ပါဘူး။ဘဝကတူလေးပါပျော်ရွှင်ဖို့လူကျင်တဲ့ပန်းနိုင်တွေကိုရောက်ဖို့အချိန်မဆွဲပါနဲ့။ရပါတယ်အချိန်ရှိပါသေးရဲ့ဆိုပြီးမျှောလိုက်မနေပါနဲ့။ကိုဘသူစကားတွေနားထောင်နေလေကိုအပေါ်ဘသူတွေရဲ့အတွေးခေါ်တွေကအလွှမ်းမိုးမှုရှိတယ်လေကိုတံမိုးတွေကအချိန်နဲ့အမျှတက်လာကျသွားလားဆိုတာကိုလည်းအမြဲတမ်းပြုသုံးသပ်နေရမှာပါဟုတ်ကဲ့ဒီနေ့တော့တထားကဒီလောက်ပဲဖတ်ပြပေးသွားပါမယ်ရှင်နောက်ရက်တွေမှာလည်းအပိုင်းဆက်လေးတွေကိုဆက်ပြီးဖတ်ပြပေးသွားမှာမို့တထားရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးစောင့်ကြည့်ပေးကြပါအောင်ရှင်